ကျမဒီနေ့ကြက်ချက်ရမယ်ဒီကြက်ကမနစ်ညကသမားအိမ်ကခိုးလာတဲ့အိမ်ကြက်ကလေးဒါကမြန်မာကြက်ဆိုတော့ကြက်သားကအရမ်းမာတယ်အယိုးတွေလည်းအများကြီးပဲကြက်သားဟင်းချက်ဖို့ဆိုရင်ဘူးသီးလိုတယ်အိမ်မှာဘူးသီးမရှိတော့တခုခုတော့လောက်ရတော့မယ်ကျမရဲ့ဘူးသီးကိုပြန်ပေးပါခိုးလာတဲ့ဘူးသီးမို့လို့အမြန်ချက်ရမယ်အရန်ကောင်းပါတယ်အရသာရှိတယ်အဖွားလလကငါဘူးသီးနဲ့ကြက်ကိုခိုးသွားတယ်ဒီအဖွားကြီးကိုစုံမဖို့လိုတယ်အေးကောင်းတယ်တောက်တတိထားကြော့မင်းအကြောင်းပြောနေတာကြားတယ်ဒီကောင်တွေဘာမှကြောက်စရာမလိုပါဘူးငါဘူးသီးခိုးတာကြက်ခိုးတာငါဘာမှမကြောက်ဘူးညကတတိထားရမယ်လို့ပြောတယ်ဒါပေမဲ့ငါဒီကောင်တွေကိုမကြောက်ဘူးနှစ်ချက်လောက်ရိုက်လိုက်ရင်သူတို့ကြောက်သွားလိမ့်မယ် I think this old lady is ready to die ထမင်းဝအောင်စားထားအဖွားကြီးဘကိုပြေးမလို့လဲတေပြီငါမပြေးပါဘူးကြောက်တယ်နောက်ဘတော့မှမခိုးတော့ဘူးကျမပဲရောက်နေတာလေကျွန်တော်တို့ခင်ဗျားကိုရေထဲကနေတွေ့လို့ကဲတင်ခဲ့တာပါကံကောင်းလို့မသေးတာဒီတင်မောဘယ်ကိုသွားမယ်မသိဘူးကျေးဇူးတင်ပါတယ်ကိုကျော်အနောက်ကိုသွားတာပေါ့နော် United Kingdom ကိုအနောက်ဘက်သွားတယ်တဲ့မောင်နေပြီဒီညတော့တင်မောသားတွေနဲ့နှူအိပ်ရတော့မယ်မုံတိုင်းလာနေပြီကူညီပါဦးဟနာမနဲ့ချင်းဖြစ်မဲ့ထင်တယ်တင်ဘောသားတွေပြောတာကတော့ဒီမုံတိုင်းကသူတို့အတွက်တော့ပုံမှန်လိုပါပဲတဲ့တင်ဘောသားတယောက်ဖြစ်ရတာအရန်ခက်ခဲပါတယ် They're now putting sharp spikes on the sides of the ship to protect it from sea pirates သူတို့ပလက်ဓားပြတွေကိုမကြောက်ရတော့ဘူးလို့ပြောကြတယ် I am not afraid I am not afraid of ပင်လယ်ဓမြဟိုဘက်ကိုကြည့်ငါပြမယ်အဲ့ဒါပင်လယ်ဓားပြတွေအခုပဲငါတို့စီကိုချင်းကပ်လာနေပြီကျမကတာမန်ခရီးသွားတူပါကျမကိုဘာမှမလုပ်ပါနဲ့ခမရတို့သဘောကော်တာလုပ်ပါကျမပင်လေးတွေကိုမထိတ်ပါနဲ့ဟေးငါတို့ကမင်းကိုထိခိုက်အောင်မလုပ်ပါဘူးမင်းသွားကျင်တဲ့နေရာကိုငါတို့လိုက်ပို့ပေးမယ်မင်းအသက်ကြီးလို့ကံကောင်းတယ် This pirate is kind he said he won't hurt me because I'm old Weird I'm only 60 United ကိုရောက်ပါပြီရှင်ပို့ပေးတဲ့ပိုင်းရက်တွေကိုလည်းကျေးဇူးတင်ပါတယ်ဒီပြတိုက်ကသမိုင်းဝင်အရာဝတ္ထုတွေနဲ့ဇလန်းတွေကိုပြသထားတဲ့နေရာလေးပါကျွန်တော်တို့ museum အထဲကိုရောက်လာပါပြီဘာမှလည်းနားမလဲတော့ဘာမှမရှင်းပြတော့ပါဘူးเนาะဒါကတော့ Tower of London ဖြစ်ပါတယ်သူကတော့ London မြို့ရဲ့အထင်ကရနေရာတွေထဲကတစ်ခုဖြစ်ပါတယ်ဒါကတော့စိန်ဘောဖျားရှိခိုးကျောင်းပါဘလို့အလှတရားတွေရှိမလဲဆိုတာဝင်ကြည့်ရအောင်เนาะဒါကဖျားရှိခိုးကျောင်းထဲမှာရေထဲမှာဘာရှိလဲသိလားရေရှုရှိတယ်
ဒီတဏကိုသိမယ်လို့ထင်ပါတယ်စပိုင်ဒါမန်ရုပ်ရှင်တွေထဲမှာလည်းအမြဲတွေ့တယ်ထင်ပါတယ် ဒီနေရာကစမ်းကျဲတယ်ကြောက်တုံတွေနဲ့စီတန်းထားတယ်ထော်စကားတွေကဇလိုက်မင်းသမီးရဲ့ဦးလေးကြီးတကိုယ်လုံးအသက်မပါပဲပြေးလွှားခဲ့တဲ့နေရာလဲအားလုံးပဲဒီနေ့ဗီဒီယိုအတွက်ဒီလောက်ပါပဲဒီမှာပဲရပ်နာပါတော့မယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဘယ်နိုင်ငံတွေကိုတွားရောက်လဲပတ်ချင်လဲဆိုတာလေးရေးခဲ့ပေးပါဦးနော်